안녕하세요 여러분. 다음 코리아 랭귀지 스쿨 간의 비협변을 조소하래. 제 EPS 띄우띄의 미닝 리리네 문화 정보 리리고 띵ပြပေးနေတာပေါ့နော်အခုဆိုရင်ဒီဗီဒီယိုလေးကမွန်နာချောင်ဖို့အခန်း20ကိုရောက်လာပါပြီဒီချက် channel လေးထဲမှာသင်ခန်းစာအားလုံးကိုအခမဲ့ဝင်ပြီးတော့လေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ 여러분တို့ YouTube channel လေးကိုအရင်ဆုံး subscribe လုပ်တော့ဖို့မမေ့နဲ့အောင်နော်ကဲဒါဆိုရင်အခန်း20 internet က smartphone internet နဲ့ smartphone တွေရဲ့ခေါင်းစဉ်အောက်ကမွန်နာချောင်ဖို့လေးကိုကြည့်ရအောင်ဆောင်းနဲ့လိုက်ကြည့်မဲ့လူတွေကစာမျက်နှာ240ခွန်ကိုလိုက်ပြီးတော့ကြည့်နိုင်ပါတယ်နော်ကဲအခန်း20ရဲ့ခေါင်းစဉ်လေးကတော့ဘဲသား app ဆိုတာကတော့ share ဒီ application ကိုပြောတာပေါ့နော်ဘဲသားဆိုတာဒီမှာပေးထားတဲ့ delivery application ကိုပြောတာပါတဲ့အဲ့တော့ကြတော့share တို့အခုမြန်မာနိုင်ငံမှာဆိုလဲဗာလဲ food panda တို့ဘာတို့ကနေပြီးတော့များသောအားဖြင့်အစားအသောက်တွေကိုမှာပြီးတော့စားလို့ရတယ်ပေါ့နော် delivery မှာစားလို့ရတယ်အဲ့လိုမျိုးဖြစ်လာတာတိတ်ပြီးတော့မကြသေးဘူးပေါ့ဒါပေမဲ့သူတို့ရှိမှာကြတော့အရန်တိုးတက်တယ်ပြီးတော့24နာရီမှာ20နာရီ20နီးနီးလောက်အဲ့လိုမျိုးမှာစားလို့ရတယ်ပေါ့ည12နာရီ1နာရီများသောအားဖြင့်မနက်3နာရီလောက်ထိမှာစားလို့ရတဲ့ဆိုင်တွေရှိတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ကဲဒီဟာလေးနဲ့ပတ်သက်ပြီးတော့ကြည့်ရအောင်ဒီဟာလေးကဘူးတူတာဖြစ်တဲ့အပြင်ယောရောပွန်းတို့ကိုရီးယားကိုရောက်သွားမယ်ဆိုရင်လည်းအများကြီးအသုံးဝင်မယ်အမှန်တကယ်ကိုပဲယောရောပွန်းတို့အတွက်အသုံးဝင်မယ်အချက်အလက်လေးပေါ့နော်သတင်းအချက်အလက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးလိုက်ကြည့်အောင်ကဲဒါဆိုရင်စပါမယ်ဟန်ကုခွန်းနဲ့ကိုရီးယားက umshik beta အစားအသောက်မှာယူခြင်းမွန်နွားယဉ်ကျေးမှုကမဲဥအရန်ကိုပဲဖာလတာဟန်နာရိုင်မီတာဖာလတာဟာတာတိုးတက်နေတဲ့နိုင်ငံဖြစ်ပါတယ်တဲ့ချောနွားနာဖုန်းဒါမှမဟုတ်ရင် application ကနေပြီးတော့ထုံးဟာရောခါနေပြီးတော့ဗောနော်ဝါနာနုံ umshik ဝါနာနုံဆိုတော့မိမိလိုချင်တဲ့လိုအပ်တဲ့ umshik အစားအသောက်ကိုဝါနာနုံချန်ဆိုလို့မိမိလိုချင်တဲ့နေရာတို့ပါလူကိုမြန်ဆန်ပြီးတော့ခံဖြောင်းလာခဲ့လွယ်ကူတက်တာစွာနဲ့ဘဲသားရှိခိစုစမီတာမှားယူနိုင်ပါတယ်အဲ့တော့ delivery မှားတာကိုကြတော့ဘဲတာရှိခိတာလို့ပြောမယ်မှားယူနိုင်ပါတယ်တဲ့ထခိအထူးသဖြင့်နဲ့ tracker နဲ့လက်တလုံးမှာဆိုရင်ဘဲတာ app ထွန်းချန်လို့ဘဲတာ app ခုနပြောတယ်ဒီကျတော့ delivery မှားလို့ရတဲ့ application တွေထွန်းချန်ပေါ်ပေါက်လာမှုကြောင့်ထွန်းချန်လို့ပေါ်ပေါက်လာမှုကြောင့်နဲ့ umshik beta shiki는 것이အစားအသောက်တွေမှာယူရတဲ့အရာကထောပို့ပြီးတော့ကိုပဲဖြောင်းလိဟဲ့줬습니다တတရှိလာပါတယ်အဲ့တော့အသုံးပြုတဲ့ပုံစံလေးကြည့်အောင် beta app 이용하면ဒီ delivery application ကို이용하면အသုံးပြုမယ်ဆိုရင်တဲ့식당과 메뉴에 대한 စားတောက်ဆိုင်တွေနဲ့ menuဒီဟင်းကိုမှာကျင်တဲ့ menu တွေပေါ့နော်အဲ့ဒီရဲ့အပေါ်မှာတဲ့ခြုံဖို့လို့သတင်းချက်လက်ကိုဆုံးရှုပ်ခဲ့ဆိုတော့လွယ်ကူကူနဲ့ order စု 있습니다ရနိုင်ပါတယ်ပြောချင်တာကသူကဒီdelivery application ထဲမှာအစားတောက်ဆိုင်တစ်ဆိုင်နဲ့လည်းမဟုတ်ဘူးပြီးရင်အစားတောက်တစ်မျိုးလည်းမဟုတ်ဘဲနဲ့ကိုတောင်မသိနိုင်နဲ့ပေါ့နော်ဒီအစားတောက်ဆိုင်တွေအများကြီးလည်းရှိမယ်ပြီးရင်အဲ့ဒီအစားတောက်ဆိုင်မှာအစားတောက်လည်းများစွာရှိမယ်အဲ့တော့ကြတော့ကိုကအဲ့ဒါတွေကိုကြည့်ပြီးတော့ကိုကြိုက်တဲ့ခြေကနေမှားလို့ရတယ်ပေါ့사용자들은အသုံးပြုသူတွေကဘဲသား app ထုံနဲ့ဒီ application ကနေပြီးတော့ hanshik ဆိုတာကျတော့ကိုရီးယားစားစာကိုပြောတယ် jungshik ကတရုတ်စားစာပြောတယ် yangshik ဆိုတာကျတော့ကျတော့ European စားစာတွေပေါ့ထားပါတော့ pasta တို့ဘာတို့အဲ့လိုမျိုးလေspaghetti တို့ pasta တို့အဲ့လိုမျိုးဟာတွေပြောတယ်ပြီးရင် bumshik ဆိုတာကျတော့ကျတော့ tteokbokki တို့kimbap တို့လို့ပေါ့နော်အစာပြေစားစာတွေပေါ့드는 아사시 대신 여러 종류의 아묘 아사의 음식 아사다우리 중 테마마 자신이 원하는 미밀로젠의 음식을 아사다고 선택하여 유채비로 배달시킬 수 있습니다. 마비어 사나이 말에 주문할 때 마유의 제마 다른 사용자들이 차 루리 고시마 마타의 루리 디사요 마부의 루리 마사부의 루리 번호 남긴 참게래 평점과 리뷰 평점은 제로아리 별로 별로 point ပေးတာကွာကျဲ9 point ပေးထားပြီးတော့ဘလောက်ကောင်းလဲဆိုတဲ့ဥစ္စာကျဲ1 point လားကျဲ2 point လားကျဲ3 point လားပေါ့အဲ့ဒီဖြောင်းကြောင်းနဲ့ review ဆိုတော့ review ပြန်ရေးပေးထားတာစားတော့ဆိုင်ကောင်းတယ်မကောင်းဘူးဒါမှမဟုတ်နဲတယ်များတယ်ပေါ့နော်ဒါမျိုးလေးပေါ့အဲ့ဒါတွေကိုတဲ့참고하여ကိုကားပြီးတော့ကြည့်ပြီးတော့자신에게 맞는 메뉴를ကိုနဲ့
ကိုက်ညီတဲ့ menu ကို고를 수 있습니다. ရွေးချယ်နိုင်ပါသေးတယ်တဲ့ Beta app ဒီ application တွေက 현금ဆိုတော့ငွေသား 신용카드 반값 간편교재ဆိုတာသူကကြတော့ဘယ်လိုပြောမလဲဒီ application ထဲမှာမှသူကလည်းလူပေါ့နော် pocket money လို့ပုံစံမျိုးပဲဒီ application ရဲ့ထဲကိုပတ်စံဖြည့်ထားပြီးတော့ကျတော့အဲ့ထဲကနေပြီးတော့ပတ်စံပြန်ပြီးတော့ရှင်းတဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးဒါမှမဟုတ် 휴대폰 교재ဆိုတော့ဖုန်းထဲကနေပဲဒီ ban system နေနဲ့ကျတော့ keep ပေးလို့ဘာလို့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖုန်းထဲကနေပြီးတော့လည်းတဲ့ပတ်စံရှင်းနိုင်တယ်다양한 교재 수단အမျိုးမျိုးတော့ပတ်စံရှင်းတဲ့နီးလန်းတွေကိုတဲ့ G1 Haki တဲ့မွန်းနဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စာယုံကြကြရီအသုံးပြုသူတွေဖြောင်းပြီးဟာခဲ့လွယ်ကူစွာတတောင့်တတရှိစွာနဲ့ကျော်ကျဲဟာဆွေစမီတာငွေပေးချင်နိုင်ပါတယ်ခဲသားကထပ်ပြီးတော့ဒီထပ်ပို့ပြီးတော့တဲ့ချုံအီယုံချာကျဲအဲ့တော့အီယုံချာနဲ့စာယုံချာချဲတို့တူတူပါပဲเนาะအသုံးပြုသူပြောတာပါချောအောင်ဆိုတော့ပထမဆုံးအီယုံချာကျဲအသုံးပြုသူတွေအတွက်တဲ့ဟာဒီ해주거나 세숍ပေးတာမျိုးဒါမှမဟုတ်ရင် 쿠폰은 주는 쿠폰ပေးတာမျိုးထားပါတော့နောက်တစ်ခါမှရင်ဘယ်လောက် shop ပေးမယ်လို့ဒါမှမဟုတ်ရင်တခုခုပေါ့နော်နောက်တစ်ခါထပ်မှရင်ကူလာတကူပို့ပေးမယ်လို့ service ပေးတဲ့ဟာမျိုး coupon လေးတွေပေါ့အဲ့ဒါမျိုးပေးတာတဲ့သင်အစားရှိတဲ့ဖြင့်다양한 혜택 다양한အမျိုးမျိုးသော 혜택ဆိုတာကခုနလိုအကျိုးကျေးဇူးလေးတွေရပိုင်ခွင့်လေးတွေကိုတဲ့ခြေကုန်းဟာကီလိုဟာမီတာထောက်ပံ့ပေးနေတာမျိုးလည်းရှိပါတယ်또한ထပ်ပြီးတော့ 주문한 음식이ကိုမှားလိုက်တဲ့အစားအသောက်ကအဲ့တော့ application ကနေပြီးတော့မှားလိုက်ပြီငွေရှင်းလိုက်ပြီအဲ့ဒါဆိုရင်현재 조리 중인지 조리ဆိုတာကျတော့ချက်ပြုတ်တာကိုပြောတာပဲအဲ့တော့현재ဆိုလက်ရှိ 조리 중인지ကိုယ့်ရဲ့အစားအသောက်ကိုစပြီးတော့သူတို့ချက်နေပြီလားဒါမှမဟုတ်ရင်ဘဲသား중인지ကိုယ့်ရဲ့အစားအသောက်ကို delivery ကယူပြီးတော့ကိုယ့်အိမ်ကိုလာပို့နေပြီလားအဲ့ဒီအချက်လက်တွေကိုလည်းပဲရှင်းရှင်းကန်းလို့ရှင်းရှင်းကန်းဆိုတာ live ကိုပြောတာလုံးဝကိုပဲချက်ရင်ချက်ပြီဆိုတဲ့ဥစ္စာလည်းသိရပြီဩဒါဆိုရင်ငါအစားအသောက်ကိုလုပ်နေတဲ့အလှည့်ရောက်ပြီပေါ့ပြီးသွားရင်အဲ့ဒီစားတော့ကကိုယ့်စီလာနေဆိုလဲသူကမြေပုံလေးထဲမှာပြရဲပေါ့နော်စားတော့ခံကနေစပြီးတော့ထွက်လာပြီးကိုယ့်အိမ်ကိုလာနေပြီပို့တဲ့လူလာနေပြီဆိုတဲ့ဟာမျိုးတွေကို live ကြည့်လို့တဲ့ခွာပြင်းထားစု있습니다စစ်ဆေးလို့ကြည့်လို့ရပါတယ်ဒီတော့ဟန်ဒီလိုမျိုးဖြောင်းလိဟမ်တဲ့မနဲ့အရန်လွယ်ကူတတ်တာမှုကြောင့်မလို့ဟန်ကူစာရမ်တဲ့ကိုရီးယားလူမျိုးတွေကဖဲတာအဘdelivery application တွေကိုမာနီစားရုံဟာမီတာအများကြီးအသုံးပြုကြပါတယ်တဲ့အဲ့တော့ဒီဟာလေးကလေဘယ်လိုသုံးဝင်လဲဆိုတော့ရှယ်တို့လည်းနေခဲ့တဲ့အချိန်တုန်းကအများကြီးသုံးတယ်ပေါ့နော်တော်တော်များများကဘယ်လိုပြောမလဲစားတော့ဆိုင်မှာသွားပြီးတော့ခုနကလိုပြောလို့စားတော့ဆိုင်တစ်ဆိုင်ဝင်သွားတယ်ကိုကကြည့်လိုက်တယ်ကိုစားခြင်းနဲ့အစားတော့မရှိဘူးဆိုပြန်ထွက်လာဖို့လည်းအားနာစရာကြီးအဲ့လိုမျိုးပေါ့နော်ကိုနဲ့ဈေးမကိုက်တာမျိုးလည်းဖြစ်ရင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အလောက်ကပြန်လာတဲ့အချိန်မှာမျိုးဆိုရင်အရန်ပင်ပန်းနေပြီကွာအိမ်ရောက်ရင်တခါတည်းတန်းပြီးစားကြတာဒါမျိုးဆိုရင်ရှယ်တို့ကဖုန်းထဲကနေပြီးတော့အလောက်ကပြန်လာရင်ဘတ်စကားစီးရင်းနဲ့ပဲဖြစ်ဖြစ်ရထားစီးရင်းနဲ့ဖြစ်ဖြစ်ကြိုပြီးတော့ကိုယ်အိမ်လိပ်စာနဲ့နှိပ်ပြီးတော့ကြိုမှားထားတာပေါ့အဲ့လိုမျိုးဆိုရင်ကိုအိမ်ရောက်တဲ့အချိန်နဲ့အစားအသောက်ရောက်တဲ့အချိန်နဲ့ကွက်တီပဲဒီလိုပုံစံမျိုးပေါ့အများကြီးဘယ်လိုပြောမလဲစကားလည်းတိတ်ပြောကြမလို့ကွာပြီးရင်ခုနလိုအမျိုးမျိုးသောဆိုင်နေနဲ့အမျိုးမျိုးသောmenu တွေကိုရွေးပြီးတော့ကိုစားခြင်းနဲ့ဥစ္စာလေးနဲ့ရွေးပြီးတော့စားလို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကောင်းတယ်လို့ပြောရမှာပေါ့နော်ပြီးတော့ခုနပြောလို့မနေ့ဆော့ဆော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ညနောက်ကြတဲ့အချိန်ပဲဖြစ်ဖြစ်ပြင်များတော့အပြင်ကိုကအပြင်ထွက်ပြီးတော့ဝယ်မစားနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒီမကောင်းဖြစ်နေတာတို့အပြင်မထွက်ချင်တာတို့ဒီလိုပုံစံမျိုးတွေမှာဆိုလည်းပဲသူကကိုအိမ်ကိုအရောက်ပို့ပေးတယ်ပြီးအိမ်ထဲကနေဖုန်းလေးနဲ့ပဲမှားလိုက်တာနဲ့ရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့ထွန်းထွန်းတူတူမရှိပါဘူးပြောရရင်ကိုရီးယားလိုတောင်ပြောနေကြမလို့ကွာသိရမလားတချို့ဆို application တွေထဲမှာ English လိုလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့English လိုလည်းပို့ပြီးတော့အဆင်ပြေလို့ English လိုကြည့်ပြီးတော့မှာပေါ့နော်အရန်အဆင်ပြေပြီးတော့ခုနလိုပြောလို့ယောရောပွန်းတို့အတွက်တကယ်ကိုရီးယားမှာတက်နေတဲ့အချိန်မှာအရန်အသုံးဝင်တဲ့သတင်းချက်လက်ပေါ့ချောင်းပူဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးလည်းမှတ်ထားတင်တယ်လို့ထင်ပါတယ်နော်။ဒါဆိုရင်ဒီချက်ပြောပြပေးသွားတဲ့ဗီဒီယိုလေးကရောရောဘုံတို့အတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီချက်နဲ့အတူတူနောက်ထပ်သင်ခန်းစာအသစ်တွေကိုနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ရောရောဘုံအညော